ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲမနက်ဖြန်18ရက်6လ2026ကျွန်တော်တို့ဗုဒ္ဓဘူးနေ့အတွက်ကိုအကြိုက်ဆုံးပတ်သီးတွေအကြိုက်ဆုံးတင်ခွက်တွေလာရောက်ပြီးတော့မျှဝေပေးတာနော်ကျွန်တော်ချင်းမိတ်ဆွေကိုကြီးရဲ့မာကြီးရဲ့ဘက်ကတေချာလေးနားထောင်ပြီးပါတေချာလေးကြည့်ပေးပါကဲဒါဆိုကျွန်တော်တို့အကြိုက်ဆုံးတင်ခွက်တွေခေါ်ပေးမယ်ကျွန်တော်အကြိုက်ဆုံးတကူကောင်းပါတယ်အကြိုက်ဆုံးမယောကနန်းပါတယ်ကိုရီမားတွေအားလုံးပဲတေချာလေးတော့နားထောင်မယ်တေချာလေးတော့ကြည့်မယ်မနက်ဖြန်ဗုဒ္ဓဘူးနေ့မှာနှစ်ကြိမ်မဟုတ်ရင်တော့မှတစ်ကြိမ်ရတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမယ်ကိုဒီမတွေအားလုံးပဲเนาะဒီညနေမှာလည်းကျွန်တော်ကပ်ပြီးခံလိုက်ရတယ်ဗျာเนาะကျွန်တော်3.5တကွက်ကော25တကွက်ကောပေးထားတာเนาะ50တိထပ်သွားပြီဗျာကိုဒီမတွေအားလုံးပဲเนาะခဏကတော့ကပ်ပြီးတော့ခံလိုက်ရပြန်ပြီကိုဒီမတွေအားလုံးပဲကျွန်တော်ပြောရင်တော့ကိုဒီမတွေအားလုံးကိုကျွန်တော်9ဆိုင်ရှိတယ်လို့ကျွန်တော်ပြောထားခဲ့တယ်ကိုဒီမတွေအားလုံးเนาะ9ပိုင်ဆိုင်ရှိတယ်လို့ကျွန်တော်ပြောထားခဲ့ကျွန်တော်ကတော့နောက်ပိတ်ကြိုက်တာနောက်ဦးထိပ်စီးကြသွားတဲ့ကိုဒီမတွေအားလုံးပဲကဲဒါဆိုမနက်ဖြန်အတွက်အကြိုက်ဆုံးတင်ခွက်တွေခေါ်ပြီးမယ်အကြိုက်ဆုံးပတ်သီးတွေလာပြီးကဲမနက်ဖြန်အတွက်9ပိုင်6ပိုင်နော်9ပိုင်6ပိုင်မှာ9ထိပ်စီ6ထိပ်စီကိုဒီမတွေအားလုံးပဲ9ပိုင်6ပိုင်မှာနော်ကဲကျွန်တော်အကြိုက်ဆုံးမယော3ခွက်9နဲ့ပတ်သက်တဲ့3ခွက်ခေါ်ပြီးမယ်6နဲ့ပတ်သက်တဲ့မယော3ခွက်ခေါ်ပြီးမယ်နော်အဲ့ထရမှာကိုရှိုင်းလို့အကြိုက်ဆုံးတကူကောင်းပါမယ်နော်ကဲဒါဆိုရင်ကိုရီမားတွေအားလုံးပဲเนาะမနက်ဖြန်ဗုဒ္ဓဘူးနေ့အတွက်ကအရေးကြီးသွားပြီတေချာနားထောင်မယ်တေချာကြည့်မယ်เนาะကျွန်တော်လူဟောင်းကိုရီမားတွေအားလုံးရောအခုမှမြင်လို့ကျွန်တော်ကိုလိုက်ကြည့်နေတဲ့ကိုရီမားတွေအားလုံးရောတေချာလေးတော့နားထောင်မယ်ဒါကျွန်တော်ရဲ့ channel တစ်ပါ channel တစ်ကို subscribe မနေရသေးတဲ့ကိုရီမားတွေအားလုံးပဲ channel ကို subscribe နေမယ်เนาะကိုရှမ်းကဘာမှပေးကြမလို့เนาะလိုက်လက်မလေးတောက်ရှက်ပဲနှိပ်ပေးအလားပဲလုပ်ပေးเนาะ share တဲ့ကိုရီမားတွေအားလုံးကလည်း share ပေးပါမျှဝေပေးပါကိုတူးတယောက်တည်းရပါဆိုရဲစိတ်ကိုမထားပါနဲ့เนาะအများမြင်အများရအောင်လို့ share တဲ့နေရာလေးမှာshare ပေးပါเนาะကဲမနက်ဖြန်အတွက်လုံးဝရတော့9ပိုင်6ပိုင်เนาะ9ပိုင်6ပိုင်ပါကိုရီမားတွေအားလုံးပဲ9နဲ့ပတ်သက်တဲ့မယော3ခွက်လာပြီးစောင်းနဲ့ဘောမင်းရှိရဲ့ကိုရီမားတွေအားလုံးပဲစောင်းနဲ့ဘောမင်းနဲ့ရေးမှတ်မယ်စောင်းနဲ့ဘောမင်းနားမရှိရဲ့ကိုရီမားတွေအားလုံးကလည်းเนาะ comment မှာတစ်ချက်လောက်ရေးပေးပါတစ်ချက်လောက်မပေးပါခဏလေးစုံစုံလင်းလင်းရေးပေးပါကိုရီမားတွေအားလုံးပဲเนาะကဲဒါဆိုရင်ကိုရီမားတွေအားလုံးပဲကျွန်တော်9နဲ့ပတ်သက်တဲ့မယော3ခွက်လာပြီးပြီး6နဲ့ပတ်သက်တဲ့မယော3ခွက်เนาะ9နဲ့ပတ်သက်ကိုရှင်းတော့ကြိုက်ဆုံး3ခွက်ပါလဲဆိုရင်62ရဲ့93ရဲ့94ရဲ့เนาะ92 93 94เนาะ92ရဲ့93ရဲ့94ရဲ့เนาะ9နံပါတ်ရဲ့အဓိကဆောရမယ်ခဏပါကိုဒီမတွေအားလုံးပဲเนาะ92 93 94เนาะခဏအစုံမှတ်မိတဲ့ကိုဒီမတွေပါခဲ့မယ်ဆိုရင်เนาะကွန်မန့်မှာတစ်ချက်လောက်ရေးပေးပါတစ်ချက်လောက်မှန်ပေးပါကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုရင်6နဲ့ပတ်သက်တဲ့မယော3ကလာပြီကိုဒီမတွေအားလုံးပဲ6နဲ့ပတ်သက်ရင်ကိုရှိုင်းတို့ကြိုက်ဆုံး3ကဘာလဲဆိုရင်63เนาะ63 65 68เนาะ63ရယ်65ရယ်68ကဲเนาะအကြိုက်တူမဲ့လို့လည်းညှော်လိုက်တယ်မနေ့ပြန်မှတင်ထိုးမယ်တင်ကစားမယ်เนาะကျွန်တော်ကြီးမှာအဖုံးထားတဲ့ကိုရီမားတွေအားလုံးပဲမွေးနန်းလေးဆက်လိုက်ထားမယ်เนาะမွေးနန်းလေးဗုဒ္ဓဘူးနေ့နေကုန်ဒီဆက်လိုက်မယ်ဆက်ထိုးမယ်ကိုရီမားတွေအားလုံးပဲကျွန်တော် live ပေါ်မှာတင်ပြီးတဲ့အကြိုက်ဆုံးတင်ခွက်တွေနဲ့เนาะမျှတာပြီးထိုးမယ်ကိုရီမားတွေအားလုံးပဲเนาะ63 65 68 6နဲ့ပတ်သက်ရင်အဓိကဆောရမယ်ခင်ဗျเนาะကဲကိုရှမ်း YouTube channel လေးကို subscribe မနေရသေးတဲ့ကိုရီမားတွေအားလုံးပဲ channel ကို subscribe နေမယ် subscribe နေပြီးသားလူဟောင်းကိုရီမားတွေအားလုံးပဲ share တက်တဲ့နေရာလေးမှာ share ပြီးမျှဝေတက်တဲ့နေရာလေးမှာမျှဝေပေးပါเนาะမနက်ဖြန်ကိုရီမားတွေအားလုံးပဲကျွန်တော်9ပိုင်6ပိုင်တော်တော်ကြိုက်ပါတယ်9ထိပ်စီ6ထိပ်တော်တော်ကြိုက်ပါတယ်เนาะနေကိပတ်ဆိုကိုရှမ်း12:45ဆိုလိုက်ရှိုးလှင့်ပါတယ်ကိုရီမားတွေအားလုံးပဲเนาะမနက်ပိုင်းအောင်တောင်းလို့ရှိရင်နေကိပတ်ဆို12:45လောက်ကျွန်တော်လိုက်ရှိုးလှင့်ပါတယ်เนาะအဲ့လာကြောင့်ဘို့လို့ပါကိုရီမားတွေအားလုံးပဲအတီးပေးထားတာပါเนาะကဲအကြိုက်ဆုံးကီးတွက်ခွေလာမယ်ပြီးရင်အကြိုက်ဆုံးတကွက်ကောင်းတွေအကြိုက်ဆုံးတင်ခွက်တွေလာမယ်ကိုဒီမားတွေအားလုံးပဲเนาะကျွန်တော်9နဲ့ပတ်သက်တဲ့အကြိုက်ဆုံးတကွက်ကောင်းခေါ်ပေးမယ်6နဲ့ပတ်သက်တဲ့အကြိုက်ဆုံးတကွက်ကောင်းခေါ်ပေးမယ်မနေ့ဖြန်မှာကျွန်တော်မိတ်ဆွေကိုဒီမားတွေကျွန်တော်တခုပြောစင်မနေ့ဖြန်မှာเนาะ9ပိုင်ဆိုင်ကလက်လွတ်လို့မရသေးဘူးเนาะမနေ့ဖြန်ကိုကျွန်တော်9ပိုင်ကိုအခွေထဲမှာထည့်ပေးထားတယ်เนาะ9နှစ်9ခွန်ကီးတွက်ခွေเนาะ9နှစ်9ခွန်ကီးတွက်ခွေပါကျွန်တော်အကြိုက်ဆုံးကီးတွက်အခွေပါကိုဒီမားတွေအားလုံးပဲเนาะ9နှစ်9ခွန်ကီးတွက်ခွေပါเนาะမနေ့ဖြန်လေးကျွန်တော်အဲ့9ပိုင်ဆိုင်ထပ်ပြီးတော့တွေ့တယ်ကျွန်တော်96စိုက်ကပူကောင်းလို့သာကင်လိုက်ရတာเนาะ9စိုက်ကပူလှတယ်ကိုဒီမားတွေအားလုံးပဲเนาะမနေ့ဖြန်မှာတော့ကျွန်တော်9ပိုင်6ပိုင်နဲ့ကျွန်တော်ပေးထားတယ်ကိုဒီမားတွေအားလုံးကိုကျွန်တော်9ထဲမှာတော့เนาะအခွေလေးနဲ့ကပ်ပေးထားတယ်9နှစ်9ခွန်ကီးတွက်ခွေเนาะဒါဆိုရင်ကျွန်တော်အကြိုက်ဆုံးတကူကောင်းခေါ်ပေးမယ်เนาะကိုဒီမားတွေအားလုံးပဲကဏ္ဍမှတ်မိတဲ့ကိုဒီမားတွေအားလုံးပဲ comment မှာတစ်ချက်လောက်ရေးပေးပါတစ်ချက်လောက်မှန်ပေးပါเนาะကဲ6နဲ့ပတ်သက်ကိုရှမ်းလို့အကြိုက်ဆုံးတကွက်ကောင်းကဘာလဲဆိုရင်เนาะ6နဲ့ပတ်သက်ကျွန်တော်တို့အကြိုက်ဆုံးတကွက်ကောင်းက62တီတကွက်ကောင်းเนาะ6နဲ့ပတ်သက်6နှစ်တီတကွက်ကောင်းမှာကိုဒီမားတွေအားလုံးပဲเนาะ
6နဲ့ပတ်သက်ရင်62တီတစ်ခွက်ကောင်းเนาะကျွန်တော်တို့9နဲ့ပတ်သက်တဲ့တစ်ခွက်ကောင်းခေါ်ပေးမယ်เนาะ9နဲ့ပတ်သက်တဲ့တစ်ခွက်ကောင်းမှခေါ်ခင်မှာကိုဒီမားတွေအားလုံးပဲเนาะကျွန်တော်ရဲ့ Viber channel လေးကိုမ join သေးတဲ့เนาะလူဟောင်းကိုဒီမားတွေအားလုံးရောလူသိကိုဒီမားတွေအားလုံးရော join ထားပေးပါကိုကနေတဲ့ကဏ္ဍလေးတွေเนาะမကြီးဖြစ်လို့ပဲဖြစ်ဖြစ်မအားလို့ပဲဖြစ်ဖြစ်เนาะကျွန်တော်ရဲ့ Viber channel မှာကဏ္ဍကိုအော်တိုတင်ပေးပါတယ်ကိုဒီမားတွေအားလုံးပဲအဲ့ဒါကြောင့်ကျွန်တော်ကဏ္ဍလေးတကယ်လိုက်ဆော့တယ်တကယ်လိုက်ထိုးတဲ့ကိုဒီမားတွေအားလုံးပဲကျွန်တော်ရဲ့ Viber channel လေးကိုမဖြစ်မနေလေး join ထားပေးပါเนาะကျွန်တော်အားပေးတဲ့ကိုဒီမားတွေကျွန်တော်ပြောတာကျွန်တော်ရဲ့ Viber channel လေးကိုမဖြစ်မနေလေး join ထားပေးပါကျွန်တော်တို့အနီးကပ်ကဏ္ဍတစ်ခွက်ကောင်းနှစ်ခွက်ကောင်းရရင်လေ Viber channel မှာကျွန်တော်ပုံမှန်တင်ပေးပါတယ်ကိုဒီမားတွေအားလုံးပဲเนาะကဲ60နှစ်တိတစ်ခွက်ကောင်းเนาะViber link ကိုကျွန်တော် comment မှာချထားပေးမယ်ခင်ဗျာเนาะကိုဒီမားတွေအားလုံးပဲ join ထားပေးပါ Viber သုံးတဲ့ကိုဒီမားတွေအားလုံးပဲအဓိကထားပြီး join เนาะ60နှစ်တိ6နဲ့ပတ်သက်ရင်တစ်ခွက်ကောင်းမှာ9နဲ့ပတ်သက်ရင်95တစ်ခွက်ကောင်းเนาะ6နှစ်တစ်ခွက်ကောင်း95တစ်ခွက်ကောင်းကဏ္ဍကိုအစအဆုံးလေးပြန်ခေါ်ပေးမယ်9ပိုင်း6ပိုင်းမှာ9နဲ့ပတ်သက်ရင်9နှစ်93 94เนาะ6နဲ့ပတ်သက်ရင်63 65 60เนาะအချိုက်ဆုံးကီးတော့ကြီး9နှစ်9ခုကီးတော့ကြီးเนาะ9နှစ်9ခုကီးတော့ကြီးကိုစော့ပြီးပါကိုဒီမားတွေအားလုံးပဲ9ပိုင်း site လို့9ပိုင်း site ရှိလို့ပါမနေ့ပြန်ကိုဒီမားတွေအားလုံးပဲเนาะအဲ့ဒါကြောင့်เนาะအချိုက်ဆုံးတစ်ခွက်ကောင်းက62တစ်ခွက်ကောင်း95တစ်ခွက်ကောင်းအားလုံးပဲမတစ်ဖက်မှာအဆင်ပြေကြပါစေเนาะကိုရှိုင်းကိုအားပေးနေတဲ့ကိုဒီမားတွေအားလုံးပဲတူတယောက်မကြံအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောအနေလေးတွေနေရိုင်းနေတိုင်းဆက်လက်ပြီးပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတော့ပြေဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ချစ်မိတ်ဆွေကိုဒီမားတွေအားလုံးကိုစုမကောင်းတောင်းပေးပါကဲအားလုံးပဲဘိုင်းပါ